မယ်ဆိုရှင်ပြဖြစ်ရင်ပစ္စည်းဘယ်လောက်ရမယ်ဆိုတော့ထားပြီးဥပမာ10% လောက်စစ်ပစ္စည်းရမယ်ဆိုရှင်၄သိန်းကကျွန်တော်နှုတ်ပြီးတင်းလေးစက်က၄သိန်းကိုသူတင်းလေးစက်ပြီးတော့တင်းလေးစက်နဲ့သူကသူဆောက်အဲ့လိုသူတို့ကိုယ်တိုင်ဆောက်လဲလက်ခံတယ်ဒါမှမဟုတ်လဲကျွန်တော်တို့ဒီအဆောက်ပေးတာကိုလက်ခံလို့ဆိုနေရတယ်စံသားရှိအဲ့လိုကျွန်တော်တို့တော့ဆောက်စီသူကျွန်တော်တို့တခုဆိုရတာပေါ့လေဟိုမှာလို့ရဒီဆောက်တယ်ရောက်လာမယ်ရချမှာ last day မှာဆိုရင်တို့ပဲနှစ်လလောက်နေမယ်သူကဒီဇင်ဘာလအထိတော့နေကိုနေမှာပေါ့ကျွန်တော်တို့ကတော့အများဆုံးလုပ်နေရမှာဘာလို့နိုင်ငံတော်သမ္မတလည်းဟိုနေ့ကကျွန်တော်တို့စီစာဟိုချီညွှန်ကြားချက်ပါလာတယ်ဘာလို့ဆိုတော့ဆောင်းမကူးခင်မှာသူတို့နည်းနည်းထားနိုင်ဖို့အများဆုံးလုပ်ပါဆိုလာတယ်တော့အဲ့ဒါရတကယ်ကိုဒီ16မှာဆိုလူတော့ပါဝါအလောင်းပြင်းများနေတော့စက်သမားရောအဆက်အမောင်းပူရောပေါ်ရောဒီ5ဖောင်လို့ရှိတယ်အဲ့ဒါလည်းမနေ့ကပြောရတဲ့အကဆိုဆိုတဲ့ခါကျတော့ဒီဘက်ကလည်းကားလေးဒီဖနန်းလန်းလည်းတောက်လျှောက်ပဲဆိုတော့လောလောဆယ်ကားလေးပေါ်လို့ရတယ်ခုနောက်ပိုင်းရသူကောင်းလာဆိုလို့ရှိရင်ကားကြီးဆိုင်တို့ဒီခုနပြောတဲ့ပစ္စည်းတွေကျွန်တော်ခုနကမင်းတွေဒီကူမီတွေကဘယ်နည်းတက်လာမလဲဘယ်နည်းတက်လာမလဲကျွန်တော်တို့ကလည်းတောက်လျှောက်တို့တိုင်းဒီကနေကျွန်တော်တို့ကဒီခုနကျွန်တော်ကြည့်တို့ဒီတူမက်နဲ့ကုန်းနေရာချထားပြီးဆိုကျွန်တော်တို့ကကားလမ်းဖောက်ပြီးရင်ကျွန်တော်တို့ကဒီတတ်မှတ်တာတော့ဒီကျွန်တော်တို့ကမြို့ဟောင်းဆိုမြို့ဟောင်းတက်ပဲထားမယ်ဘာလို့ဥချိုလို့ဟိုကလို့ရအောင်ဒါပေမဲ့အဲ့ဒီမြို့ဟောင်းတွေမှာကျတော့ဒီငါ့အိမ်သားမှာသူရှိတဲ့တင်လာကျွန်တော်နေခဲ့လို့မရအောင်ဒီနံပါတ်တွေရိုက်ပြီးတော့မှသူတို့ကိုမင်းနဲ့ခင်းမယ်မင်းစစ်တဲ့ပဲပြီးတော့ပြီးတော့ကျွန်တော်တိတိတော့ပြန်သွားတယ်အဲ့ဒါဆိုတတ်မှတ်ပြီးသားအိမ်နေမှာကျွန်တော်ပြီးသားအမြန်ဆုံးတော့ကျွန်တော်တို့ကအခုကသွားနေအောင်တော့လို့ရှိရတယ်အခုအစိုးရလည်းဟိုပါပေါ့5-6လောက်ထိသူဆုံးရှုံးဖို့အစီအစဉ်လုပ်ထား6လလောက်ထားတော့သူတို့ပိုင်ကန်ရှင်တွေလည်းပဲကျွန်တော်တို့တင်ထားတယ်ဒါဟုတ်ခက်ခဲတော့ရှိတယ်သို့တော့ကျွန်တော်အချိန်ယူပြီးတော့မှဖြစ်တဲ့အတွက်ဒါလေးကိုသိခါမျိုးလို့ဆောင်ပေးပါလေရရှိမှအခိုင်အမာဖြစ်အောင်ရရှိမှဒါမျိုးနောက်ထပ်မတွေ့ကြုံအောင်ဒါကျွန်တော်ကကွယ်မှုလို့ကာကွယ်မှုလို့တဲ့အတွက်အချိန်ကာလတစ်ခုတော့ယူရမယ်လမ်းနေရာစအခိုင်အမာလုပ်ပေးရမယ်ရင်မြောင်းတာစတခြားလုပ်ပေးရမှာဆိုတော့အဲ့ဒီနေရာချတာလို့နောက်ဒီစောကြီးပိုင်းလောက်တာလို့အချိန်ကာလယူပြီးတော့နေရာချမယ်ဆိုရင်မှန်ချတာဒီဇင်ဘာလလို့ပြီးတော့မှန်ရနောက်စောက်ဖို့ဒီစောက်တာကတလားလောက်ကြာအောင်ဆိုရင်နေရာချတာစောဆုံးကျွန်တော်ခုဆန္ဒရဆိုရင်ဒါအထက်ကဒီပဲဖြီးအားပေးပြီးတော့အမြန်ဆုံးလုပ်ပြီးပါဆိုတော့ဒီလိုဖြစ်ပါမယ်အဲ့လိုရှိတယ်အခုကျွန်တော်တို့နေတဲ့စခန်းလေးတွေမှာတော့ဘလုံးလုံးဆွဲရှိအောင်လောက KMS ကလည်းမင်းကဟိုကျွေးလို့လည်းသူတို့မိဘဆင်ပေးတဲ့ဒီ HRC ပေါ့နောက်က KMS ကထူထားတဲ့ဒီတုံးတသားလေးရောက်လာတဲ့ခါဆိုအဲ့တော့ခင်းထားတယ်အဲ့ဒါဆောင်းတွေပါလေကလေးတော့ရှိပြီးတော့လမ်းဟိုဖြစ်တာတော့ရှော့တင်လာပြီးတော့ဒါတမကြီးကလည်းညွှန်ကျွေးထားမယ်ဆိုတော့ဒါတော့ဂျော်လောဂျီတို့ကချန်ပီယံလေဆိုတော့ပြီးတော့တော့လောဆယ်ကမပစ္စည်းတွေတိုင်းမရှိဘူးဒါပေမဲ့စိတ်ချအောင်ရေစီးတဲ့ဟာတွေကဘာလဲဆိုတော့ရေစီးတော့ပေါ်မှာရေစီးအားလုံးကကျွန်တော်ကြောက်စီရမှာအကောင်ကြောက်စီပြီးတော့ဒီနေ့ဝတူဝလို့ပြီးတော့မှအဲ့ဒီအောက်ကခိုင်မာတဲ့ကျွန်တော် RC flow ပေါ့နော်အဲ့ဒါနဲ့ရေစီးတဲ့ခါကျရင်မိသားဘာခေါ်လဲမဆောင်းကျွန်တော်ပြုတ်ပြန်အဲ့လိုမပြုတ်ပြခုလက်ရှိဒီပြီးတော့တာကုန်းမှာပါသွားမှာအခုဖြစ်တာလဲဘာလဲဆိုတော့ကျွန်တော်တို့ကဒီညဟောင်းဖြစ်တယ်လဲဘာလဲဆိုတော့ရေကျွန်တော်မထင်နိုင်ဘူးရေမထင်နိုင်တဲ့ခါကျတော့ရေကဒီရေမြောင်းတော့ပေါက်တယ်မဆတ်ဘူးဒီနာဒီမြောင်းဆိုလဲပြီးပြီးတော့အဆောက်စီးတဲ့ခါကျတော့နောက်ခါဒီရွန်းတောင်ပြူသွားတဲ့ခါကျတော့ဒီရွန်းတောင်မှာရှိဒီတော်လိုင်းကမှာရှိရေအကုန်လုံးတွန်းထုတ်တဲ့ခါကျတော့ဒီရက်နှစ်ဖက်ဖြစ်တယ်ဒီနှစ်ဖက်ဖြစ်တစ်ဖက်ရောတစ်ဖက်ရောတစ်ဖက်ရော၄-၅ခုနေရာကျတော့တနေရာတည်းဟိုမျိုးအောင်တော့ဆိုအဲ့ရမှာ slide ဖြစ်တာအခုဒီ slide ဖြစ်တော့မယ်အခုဂျပန်နေလာတဲ့သူတို့ဟိုကျွန်တော်တို့ပြန်တဲ့တနေ့ကို5 mm ရွှေလို့မရှိဘူးတိုင်းနေတိုင်းတဲ့ခါကျတော့အနည်းဆုံး5 mm တော့ရွေးတယ်ရှိခုနေရာသွားတိုင်းတာ3နေရာ4နေရာလောက်ရှိတယ်အဲ့ဒါကိုကျွန်တော်ဟိုမှာတတိပုတဲ့ခါကျချူချူနဲ့တတိပုတဲ့ခါကျတော့ဆိုရင်နားမှလူခုဖီလို့မယ်အော်မဒီပါလားအကောက်ထိဆိုတဲ့မဲ့တက်နိုင်ဆိုတော့အဒီပုံဝင်နေတော့မနေဘူးနည်းနည်းစကထမ်းမှာတော့ဒေတာဆိုတော့ခုအီနဲ့ရတယ်ဆိုတော့စက်နေဦးမယ်ဆိုနေတဲ့ PTP နေတဲ့လူတွေရှိတော့ရှိတယ်ဒါပေမဲ့နည်းနည်းတော့ဝေးတယ်ဆိုတော့ကျွန်တော်တို့လည်းမပြောတော့အဲ့ဒီပုံဝင်ချိန်မှာကျတော့ဒီမနေခိုင်းတော့အဲ့တော့စာလို့ကိုရတော့ချင်တာခုနလိုပြန်လဲထူထောင်တွေ့တော့ဆုံးတယ်နဲ့ကိုတောင်းနေကောင်းတယ်ပြန်လဲထူထောင်ရေးတွေ့ရတော့ခါဒီဟာခါဦးပြန်ပြီးမှဟိုဘာခေါ်လဲခိုင်ခန့်တင်ပြအောင်လုပ်လို့လေကျွန်တော်မှရပုံမများဘူးဒါလည်းကျွန်တော်ကစော့တင်မယ်ဆိုလဲလာလောက်ပြီးဒီဟာတွေအတိကျတော့ပြင်နိုင်ချင်တယ်လို့ရှိဘူးဆိုတော့ဟိုစစာလို့စတင်လို့ကိုညင်ပေးမယ်ဆိုတော့အကုန်လုံးမလုပ်နိုင်တော့မှဒီဘာခေါ်လဲမလုပ်ဘူးဆိုပြက်မယ်ဆိုတဲ့ဟာဥစားပြီးပြီးမှကျွန်တော်ကထိနိုင်မှဒီပြီးတော့ဒါ
ဒီပြတော့အားလုံးအောက်ကဟိုကျွန်တော်တို့ဒီ HPC ပြားကြောင်းပေါ့80ကဟိုအန်ဒီယဆုံးပေါ်တာပေါ့ဒီဝါနေမီဒီပြူလိုက်ရောဒါမှမဟုတ်အောက်ကမီဒီဆိုင်ရောဟိုအဲ့ HPC တော့ဆိုတော့အဲ့ခုနအဲ့ဒီကနေတော့ပြတင်ရအဲ့ရခုကျွန်တော်ပြောတဲ့ဒီညီမောင်းဒီတော့ခါကျ2 wall လို့ဆိုတော့ပြန်ပါနိုင်တော့အခြေအနေရှိတယ်တော့ဒီကတော့ဂျပန်ကြိုင်ကတော့ကျွန်တော်ကြည့်တော့ဒီဇွန်တောင်ကတော့ဒီခုချီနေရဆိုတော့မူတအားများမှအတားကြီးပြန်ကြမယ်ကြာရဟာဝုန်းခနဲ့နဲ့အန်ဒီရောမရှိဘူးတဖြည်းဖြည်းကြာမယ်ဒီမှာဒါတော့အနေအောက်ကဒီ slide အောက်ကဆွဲချနေတာပဲကွာကျွန်တော်တအားကြောက်ပါတယ်ခုကတကယ်တော့ကျွန်တော်ဟာခမျိုးကလုံးဝချမ်းမျိုးနဲ့ဆိုင်လေတကယ်ဆိုတော့ကျွန်တော်မတိုးတဲ့လို့ဒီလိုဖြစ်တာဟုတ်တယ်တိုးတဲ့မျိုးဖြစ်ခဲ့ဒါဖြစ်ရှာကြောလည်းမရှိဘူးလုံးဝကိုလည်းပြည်ထောင်စုဆိုတာဟာခကိုလို့ရှိတယ်ဒါကြတော့ကျွန်တော်ဟိုဘက်မီချနာတို့ကိုကြည့်ကျွန်တော်ဒီကော်မရှင်ကိုတော့ရတယ်တော့ပုတ်တဲ့တာပဲဒီဟိုမြောက်ဝတီဆိုလေတက်ကဲတဲ့မြို့တခုဖြစ်တယ်နော်လို့ကျွန်တော်ချစ်ပြီးနေမြို့တော်မြန်မာနိုင်ငံမြို့တော်ဆယ်လီခုထက်မှာဟာခါပဲဒီချီနေမှာရှိမှာတကယ်ပြောရင်အဲ့ဒါချီနေအသိမသိဘူးကျွန်တော်တိကူတိထားမယ်နော်အန်ဒရရှိတယ်ဂျပန်နေလည်းကျွန်တော်ကိုမြင်တယ်အခုဒီဆိုတာကအဲ့လိုဆိုခိုင်းတယ် monitoring မပေးဘူးလားလို့မပေးဘူးလို့ဟာဒီလူမဆုံးခိုင်းရဘူးအဒီတေဂျာဟို retaining wall လို့ဟိုပါလေဟို ရှိရမယ်လေ ဟို galvet တို့တေချာလောက်ပါလို့ပါတခြားတော့တာကျွန်တော်နေတဲ့နှုတ်ဆုံးမှာအကျဉ်းပေးတဲ့ဒီမှာကျွန်တော် control line နဲ့အဲ့ဒီမြောင်းလို့သူနဲ့တော်တော်လေးဆွေးပြရတယ်အခုမနေ့ကအချိန်တည်းကျွန်တော်သူတို့ကဖုန်းဆက်တယ်အခါချင်းဒီလူလေးမိုးရွာတလားပါလားညာလားတော့အခုတည်းတည်းပဲဟိုစိတ်တွေကဒီလိုရှိတယ်အဲ့ဒါကိုဝေးကုန်တယ်ဟာကမခနာလာနေကြလိုက်လာပြီးတော့ဒါကတော့ဒီမှာကျွန်တော်တေးနေဟုတ်လားအဲ့လည်းရှိတယ်အဲ့လည်းဒီမှာဝေးပါတယ်လာလိပြီကိုခဏပြတော့ရောတွေ့ကဟာအားအားလို့တိုင်တာမှာဒီမှာပြတော့လည်းမဆုံးပြတယ်ကျွန်နှလုံးပါတော့တယ်ဟုတ်လားဒီဘောမှာတလုံးဒီတော့တာမှာတလုံးkan di kapal rumah ada di kucing nih kucing di bawah ไม่ต้องเอาจังหนามาตรงนี้ขาเสือมันต้องเส้นช่างจำมาไว้ตัวอันเดียวกันอันเดียวกูดูเนี่ยตัวละต้องเนี่ยยังนับพูดเลยพอข้ามันขึ้นบ้างยังนับได้มันพูดเลยข้าสิบวันนับเท่าไหร่สิแล้วก็ไม่เสียจบไม่ที่นั่นพูดพูดชอบข้าวเนี่ยไปได้สักนาทีสักนาทีSemua kan jom lah tu. Sekarang di lom kan ni macam kita kita insoleh nama sinsi asyik khai ma no khai bi lo khai ma စီပြေမကျေမှုပတ်စံမရှိလို့ရှိတယ်မကျေဘူးမြို့ကဘာမှမထိဘူးပတ်စံအားလုံးကတည်တယ်လေ ဒီပဲရှိတယ် TV တာပါ ဘလို့မို့သူတို့လုပ်မယ်လေဒါဟာခမျိုးနဲ့စာအောင်လုပ်မယ်လေမျိုးနဲ့တူအောင်လုပ်မယ်အဲ့ဒီစိတ်ဆန္ဒကျိတ်ဆုံးပဲအဲ့ဒါအကောင်းဆုံးပဲအားလုံးကအဲ့လိုစိတ်မျိုးရှိတာတာဆို ပြောမယ်လားဒါဘယ်တုံးလဲ ချက်ချင်းတူတယ် အနေနဲ့တင်တယ်မြို့နယ်တော့မဖြစ်နိုင်ဘူးမြို့နယ်ခွဲမှုမှမရှိတော့ဘူးမြို့နယ်ဖြစ်နိုင်ဘူးမြို့နယ်နဲ့ကျွန်တော်မြို့နယ်ခွဲရတော့ကွာတင်လို့မရမြို့နယ်ဒီဆိုမြို့လူပေါ့မြို့ကလည်းလည်းမြေပါမတို့တော့ဘူးလည်းလည်းမြို့ပေါ့အဲ့ဒီတော့ဒီတော့ပဲတော့ဘာဘိုးချိုးရတယ်သူကပြောလေကျွန်တော်လည်းကျွန်တော်ရောက်ဘူးတဲ့အဲ့ဒီကောင်ကိုကြီးရှုပ်နဲ့ရောက်တော့ဟိုအဖေကလေအဖေကနနောက်တွေပါတော့လည်းမတကယ်ကြမိုင်ကောင်းတယ်အဖေကအဲ့မနစ်ကကျွန်တော်ပိုင်းဒီလေးပါနဲ့ချုပ်နေကျွန်တော်အဲ့ဒီတော့တဲ့ကဝယ်စပါးတယ်ဝယ်နာဖားပါရနာဖား